ဒီဆက်ပြစီလေးကတော့အန်တီတို့အဝတ်လျှော်ဖို့တီးတန့်ဖြောဆက်ထားတဲ့ဆက်ပြစီလေးပါရှင့်အခုလိုမျိုးဒါဆက်ပြစီကဂျီကျွတ်အားကောင်းဖို့ရယ်အန်တီတို့ဒီအမြုပ်ထွက်အားကောင်းဖို့ရယ်နောက်တာရှိလေးခံဖို့ရယ်ဆိုပြီးတိတိကျကျလေးဖြောဆက်ထားပြီးတာပါအဝတ်လျှော်တီးတန့်ပါရှင့်ပကံလေးစီးလို့ရတယ်နော်ဖန်သားမှန်သားတွေအားလုံးကြည်လင်တဲ့လက်ကိုလည်းမထိဘူးရှင့်ဒါအခုအန်တီတို့ဆိုတာအခုဒီအဝတ်တွေဆိုလို့ရှိရင်ဒါအဖုံး10တယ်လောက်ဆိုလို့ရှိရင်အဖုံးလေး2ဖုံးလောက်နဲ့ကိုကောင်းအမြုပ်ထွက်အားလည်းကောင်းတယ်ဂျီကျွတ်အားလည်းကောင်းပါတယ်ရှင့်ဒါအန်တီတို့ကိုယ်တိုင်ပဲဖြောဆက်ပြီးရောင်းနေသလိုကိုယ်တိုင်နဲ့သုံးပါတယ်ရှင့်အခုဆိုတာအခုအန်တီဒီဆက်ပြစီကိုဖြောရောင်းတော့အန်တီတို့က4လီတာဘုံလေးနဲ့ပဲဖြောရောင်းပါတယ်1လီတာဘုံလေးနဲ့တော့ဘုံလေးနဲ့တော့အန်တီတို့မရောင်းဘူးရှင့်အခုအန်တီတို့ဒါအိမ်မှာသုံးနေတဲ့ဒါလေးကိုအတူရိုက်ပြန်ထားတာပါဒါဒီလက်နဲ့လျှော်တဲ့ဟာလေးပေါ့နော်လက်နဲ့လျှော်လို့ရှိရင်လည်းအခုလိုမျိုး2ပုံလောက်ဆိုလို့ရှိရင်အလုံလောက်ပါတယ်အခုလိုဒါဆက်နဲ့လျှော်တဲ့ဟာပေါ့နော်ဆက်နဲ့လက်ဒီဆက်ပြရည်တဲ့မှာအတို့ထည့်လျှော်တဲ့အမြုပ်ထအားကိုလည်းတေးသေးချာချာမြင်ရအောင်အတို့ရိုက်ပြန်ထားပါတယ်ရှင်လက်နဲ့ပဲဆော့ဆော့ဆက်နဲ့ပဲဆော့ဆော့ဂျီကျွတ်အားလည်းကောင်းတယ်အမြုပ်ထအားလည်းကောင်းပါတယ်ရှင်ကျေးဇူးတင်